ညတညမှာတော့ညဘက်ပဲကြောင်းတဲ့ထူးဆန်းတဲ့ကြောင်းရဲကိုကျောင်းသားကျောင်းလူတွေဟာဝင်လာကြပါတယ်။ရီနာဆိုရင်လည်းဒီကျောင်းကိုအစ်စ်ရောက်လာတဲ့ကျောင်းလူအစ်စ်လေးပဲဖြစ်ပါတယ်။သူ့အရင်ကျောင်းကတငယ်ချင်းနေလီဟာလည်းဒီကျောင်းကိုဒီနေ့မှစတက်တာပါ။ Hey Rina, အေးပြောလေနေလီငါတို့ဒီကျောင်းကြီးကဘာလို့ညဘက်ပဲတက်ရလဲမသိဘူးနော်။စိတ်ညစ်စရာကြီးငါလည်းမသိဘူးလေဟဲ့ဒါနဲ့လေဒီငါတို့ကျောင်းရဲ့အခန်း3တက်မှာတရေကြောက်တယ်ဆိုပြီးတော့ငါကြားဘူးလေဟာအဲ့ဒါငါတို့အခန်းများဖြစ်နေမလားမသိဘူးဟဲ့အဲ့ဒီအခန်းထဲမှာအရန်ကိုကြောက်ဖို့ကောင်းတာတဲ့ဒါပေမဲ့လေအဲ့ဒါတကယ်တော့မဖြစ်နိုင်ပါဘူးလေကဲငါတို့အခုငါတို့ခံလိုက်ရှာကြစို့ပြီးရင်နောက်မှာတော့သူတို့အခန်းလိုက်ရှာလိုက်တဲ့နောက်မှာတော့သူတို့အခန်းဟာအခန်းနံပါတ်3တိဖြစ်နေပါတယ်။အော်ဒီအခန်းလားလာဒီရဲဝင်ကြမယ်လေ။ဒီချက်ဒါတခါရီတပိတ်လို့ရမလားခင်ဗျ။အေးမြင်တော့ပိတ်နော်ပြီးရင်မြင်ပြေးလာခဲ့ကြားလားအပြင်မှာအန်နေရများတယ်။ကျောင်းစီးကျရောက်တဲ့အခါမှာတော့လီယိုဆိုတဲ့ကောင်လေးတစ်ယောက်ဟာရီနာတို့နာကိုတဖြည်းဖြည်းစီရောက်လာပါတယ်။ဟေးမင်းတို့ကအခန်းနံပါတ်3ကလား။ဟုတ်တယ်ရှင်ဘာဖြစ်လို့လဲမသိဘူး။အဲ့ဒီအခန်းထဲမှာတရေချောက်တယ်။အဲ့ဒီအခန်းထဲမှာလေခေါင်းလေးကသူ့အတူရေလျားနေတာတဲ့။အဲ့ဒါအဲ့ခန်းထဲဘယ်သူမှမဝင်ရဲကြဘူး။ဒါပေမဲ့အဲ့ဒီခန်းထဲမှာစာတင်တဲ့လူတွေလည်းအရင်ကြောက်ကြတာ။ရှင်မလာပြောနေရလဲအုံနောက်ကောင်းနေရလား။ကျမတို့ခန်းတာမန်ပဲရှင်။လာချင်းချောင်းနေနဲ့။အော်မင်းတို့မရော်ရလဲနေပါစီတော့နောက်တနေ့မှာတော့ဆီယာမဟာစာမေးပွဲအကြောင်းကိုပြောနေပါတယ်။ကဲသားတို့သမီးတို့စာမေးပွဲတေချာဖြေကြနော်။ဒီလိုပြောနေတဲ့အချိန်မှာပဲဆီယာမဟာရုတ်တရက်ပုံစံတစ်မျိုးကြီးဖြစ်နေပါတယ်။သူ့ကောင်ဟာဟိုဘက်ရွေးလိုက်ဒီဘက်ရွေးလိုက်နဲ့ဖြစ်နေတာပေါ့။တီချာအစင်ပြေးလားငါခေါင်းနဲ့ကိုက်နေလို့ပါ။အော်ဟုတ်ကဲ့ဆီယာမပုံစံတစ်မျိုးပဲနော်။ထိုင်ကုန်ကြီးရဲ့နောက်မှာတော့တရေမကြီးဟာထိုင်နေပါတယ်။အဲ့ဒါတော့ဘယ်သူမှမသိကြရဲ့ပြင်တရေမကြီးဟာဘဲပြောက်လို့ဘဲရောက်သွားလဲတော့မသိတော့ပါဘူး။ဒီလိုနဲ့ပဲတဖြည်းဖြည်းနဲ့ကျောင်းသားကျောင်းသူတွေဟာလည်းအိမ်ပြန်သွားကြပါတယ်။ဟေးငါတို့စကားပြောကြရအောင်လေ။အမှပဲသူတို့တွေလည်းနေလီတို့ရီနာတို့နဲ့ခင်သွားပြီးအုပ်စုတုပ်စုဖြစ်လာပါတယ်။ပြီးတော့သူတို့တွေလည်းစကားပြောနေတဲ့အချိန်မှာမိန်းမကြီးတယောက်ငိုနေတဲ့အတန်ကိုရီနာကကြားလိုက်ပါတယ်။ပြီးတော့ရီနာလည်းအယမ်းလန့်သွားပြီးပြောလိုက်ပါတယ်။ဟေးနေတို့အတန်တခုကြားလိုက်ကြလား။ဘာတန်လဲ။မိန်းမကြီးတယောက်ငိုနေတဲ့အတန်လေ။ငါတို့မကြားမိဘူး။ဒီလိုနဲ့ပဲသူတို့တွေလည်းအာယုံစူးစိုက်နားထောင်ပြီးရဲ့နောက်မှာတော့မိန်းမကြီးတန်ကြားပြီးအားလုံးလည်းထွက်ပြေးပါတော့တယ်ဟေးငါတို့အခုတကားကိုပိတ်မရတော့မယ်ဟုတ်တယ်ငါတို့အဲ့ဒီတကားကိုပိတ်မရမယ်ငါတို့ဒီတကားကိုဘာနဲ့ပိတ်ကြမလဲလင်းလုံးနဲ့တငယ်ချင်းတို့အမြန်လုပ်ပါငါမှအစီအစဉ်ရှိတယ်ပြီးတော့သူတို့လည်းအဲ့ဒီအခန်းကိုတော့ခက်လိုက်ပါရဲ့ရုတ်တရက်ရီနာဟာအယမ်းလန့်ပြီးတခုခုကြည့်နေပါရဲ့အဲ့ဒါတော့တရေမဟာသူတို့နားမှာရက်နေလို့ပါပဲနေလီတို့မေးတော့လဲသူဟာဘာမှပြန်မဖြေပါဘူးဟေးရီနာနင့်စီပြောဖြေရလားရီနာတယောက်ဟာတော့လုံးဝကြက်တီတီသွားပါတော့တယ်ဒီလိုနဲ့လီယိုလည်းရောက်လာပြီဟေးငါတို့သွားကြရအောင်ဒီလိုပြောပြီးလီယိုလည်းရီနာကိုကင်ပြီးထွက်ပြေးပါတော့တယ်သူတို့အကုန်လုံးလဲကျောင်းတစ်ကျောင်းလုံးမှာသူတို့အဖွဲ့ပဲကြံခဲ့တာပါပြီးတော့သူတို့တွေလည်းအပြင်ရောက်တဲ့အခါမှာအရန်ကိုစိုးရိမ်ထိတ်လန့်နေကြပါတယ်ဟေးရီနာနေဘာမှစိတ်မပူနဲ့တော့နော်ဟဲ့နေဘာလို့တွေ့လို့အရန်လန့်သွားတာလဲငါအနီအောင်မြ
မျက်လုံးကြီးတွေနဲ့မျိုးသမီးတယောက်ငိုနေရငါတွေ့လိုက်ရတယ် ငါတို့အိမ်ပြန်မရတော့မယ်ရီနာဘာမှစိတ်မပူနဲ့တော့ ဒီလိုနဲ့ပဲလီယိုကဥဆောင်ပြီးသူတို့တွေအားလုံးလဲအိမ်ကိုပြန်ဖို့အတွက်ပြေးလာကြပါတော့တယ်အဲ့ဒီမြင်ကွင်းကိုတော့ကြောင်ကြီးကတရေမကြီးဟာတော့သူတို့ကိုကြည့်ရင်လည်းကြံခဲ့ပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတတ်ပါက channel လေးကို like and subscribe ပြုလုပ်ပေးဖို့မြတ်တာရက်ခံအပ်ပါရနော်